ဒီနေ့မင်းပြောပြပေးချင်တာတော့နောက်လာမယ့် travel spirit အကြောင်းပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့သူဒီဇင်ဘာ18ရက်နေ့ကနေဒီဇင်ဘာ21ရက်နေ့ထိလာမှာပါ spirit လေးကတော့သူမှမဟုတ်တဲ့ဒီအမပဲဖြစ်ပါတယ်ဒီအမမှာအလန်းဆုံးပါတာတော့ဥထုပ်လေးပါနောက်တစ်ခုကတော့သူ့ရဲ့အတောင်လေးပါကဲအဲ့ဒါဆိုရင်အဲ့နှစ်ခုလုံးစားကန်တယ်ဘယ်လောက်ရှိလဲဆိုတော့မင်းပြောပြမှာဖြစ်ပါတယ်သူ့ရဲ့အတောင်လေးကတော့ကန်တယ်80ပါသူ့ရဲ့ဥထုပ်ကကျတော့42ပါကိုကတကောင်လုံးသဘောကျတယ်ဆိုရင်ကန်တယ်190အတန်းကန်တယ်2တိုင်ဆိုရပါတယ်ကဲအဲ့ဒါပြီးပြီဆိုရင်ဒီမာကြီးကဘယ်လိုပြောမလဲ main ကလေးအတွက်ပဲလာဒီ travel spirit ကြီးမဟုတ်ပါဘူးယောက်ျားလေးအတွက်လမ်းတာလေးရှိပါတယ်သူမှပါပါတယ်အဲ့လေးအတွက်ကတော့ map ပါသူ့ရဲ့မျက်နှာဖုံးကမိန်းကလေးမဆန်ယောက်ျားလေးဆန်ပြီးတော့လမ်းတဲ့ပုံစံကြပါတယ်လူသက်သမားလို့ပါလို့ပေါ့နောက်ကပိုင်လုံးကလည်းလမ်းတယ်ဘယ်လိုပြောမလဲချထားတာထက်ကြောမှာလွယ်ထားတာလမ်းနေအဲ့ပိုင်လုံးဒီဇိုင်းကျန်တဲ့လူတော့မသိဘူးမေမေကတော့ဒီမမကြီးကိုကြိုက်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရှုအားပေးကျေးဇူးများတင်ပါတယ်ဘာညာပေါ့